Hello အားလုံးပဲမင်္ဂလာပါရှင်ကဲမမကတဲ့ dry skin မှာမျက်နှာပေါ်မှာဒီနှာခေါင်းပေါ်မှာပေါ့နော်တင်းတိတ်တွေဆွဲနေလို့ပါသုံးလို့ရမယ့် skin care set လေးပြပေးပါဆိုတော့ကဲပြပေးလိုက်ပါမယ်ဒီဟာလေးတွေကဈေးကွက်ထဲမှာအမဆိုင်မှာဝယ်မှမဟုတ်ဘူးဈေးကွက်ထဲမှာအလွယ်တကူဝယ်လို့ရတဲ့ပစ္စည်းလေးတွေစိတ်ရှားရတဲ့ quality ကောင်းတဲ့ဘာချက် safe ဖြစ်တဲ့ပစ္စည်းလေးတွေပါဗမာဝယ်နော်ဝယ်လို့ရအလွယ်တကူစတိုးဆိုင်နေပါရဲ့မှာစားဒါဝယ်လို့ရပါတယ်เนาะဒီဟာကနံပါတ်1ကဒါက cleansing water ပေါ့เนาะmakeup ဖြတ်စေးရပါ makeup လူမှမဟုတ်ဘူးအသားရည်ညီခြင်းနဲ့ကြည်ခြင်းနဲ့เนาะမျက်နှာမွေးညင်းညင်းဖြစ်တာတွေအတွက်ဆိုရင်ဒီ cleansing water လေးသုံးပေးပါ cleansing water အရင်အရေးကြီးပါတယ်ညပိုင်းဆိုရင်ဒီ cleansing water သုံးပြီးရင်မျက်နှာတစ်ကလေးသုံးပါမျက်နှာတစ်ကကြောတော့သူကဒီ orange နဲ့လှုပ်ထားတာပေါ့နော်အဲ့တော့ bright ဖြစ်တဲ့အမဲဆက်မာယူကလေးတွေတင်းတင်းမဲ့ကြောက်လေးရှိရဆိုရင်တက်တာတယ်အရန်ပြော့တယ်ပြင်အောင်မများဘူး chemical တွေမပါဘူးပေါ့နော်အဲ့လိုမျိုးပါဒါ Tubeless brand မှာလုံးဝစိတ်ရှာပါတယ်ဒီမှာဒါမင်းတို့စီမှာဆိုရင်လောလောဆယ်ဒီ Tubeless လို့ရှိရင်ဒါ promotion ရှာထားတာပါပုံမှန်ဆိုရင်ဒီတစ်ဆက်စာဆိုရင်4000ကျော်အခု2000အမလေးတွေ2000ကျော်နဲ့ရမှာဖြစ်ပါတယ် sorry ပါ2000ကျော်နဲ့ရမှာဖြစ်ပါတယ်ရှင်တိုနာရဲ့နို့ရည်ရဲ့ပါတိုနာရဲ့ moisturizer ရပေါ့နော်ပြောချင်တာအဲ့တော့ဒါဆိုရင်လဲလေအမတေချာရှင်းပြပေးမယ်ဗါလဲဆိုရင် तू ကလေ brightening effect တွေအရန်ပါတယ် vitamin C เนาะ vitamin B3 လို့ခေါ်တဲ့ niacinamide တွေဒါမျိုးတွေပါတယ်ရွှေပေါက်တွေအတွက်လည်းကောင်းတယ်မဲဆက်တွေတင်းတိတ်တွေမျက်နှာဖြူဖို့ကြည်ဖို့เนาะပြီးရင် तू ကလေ10ကျော်သက်အရွယ်တွေကနေစပြီးတော့မှဒါသုံးလို့ရတယ်တင်းတိတ်တွေရှိမှမဟုတ်ဘူးเนาะမျက်နှာအသားကြီးကြည်ခြင်းနဲ့ glow glass skin ဖြစ်ရှင်နေဆိုလို့ရှိရင်လည်းဒါသုံးလို့ရပါတယ်เนาะဟုတ်ပြီเนาะဒါကတော့ Tubeless ကထွက်ထားတဲ့ sun cream လေးဖြစ်ပါတယ် SPF က50+ PA+ 3လုံးပါတော့နေအောင်ကြည်တန်ကိုကာကွယ်ပေးနိုင်တယ် no sticky ပါเนาะစီးကက်လုံးဝမဖြစ်တဲ့ sun cream မျိုးပါအမစီမှာတော့ယောက်ျားလေးတွေရောမိန်းကလေးတွေရောအရင်ကြိုက်ပါတယ်အဆင်ပြေကြရပေါ့နော်အဓိကစီးကက်ဖြစ်တာမကြိုက်ဘူးဆိုတဲ့သူတွေဒါလေး try မှာကဲနော်အဲ့တော့ဒီတစ်ဆက်စာလုံးကိုမှလေ3သိန်းတောင်မကျော်တဲ့ဈေးလေးနဲ့ဒါရမှာဖြစ်ပါတယ်ရှင်နော်ဒါလေးထွန်းကြည့်လို့ရပါဒါဆိုတစ်ဆက်စာနော်မနက်ကောနေ့ရောညကော daily အနေနဲ့သုံးလို့ရတယ်เนาะညဆိုရင် cleansing water ထည့်သုံးမနက်ဆိုရင်ထည့်မသုံးနဲ့ဒီလိုပါเนาะအဲ့တော့ဒါတစ်ဆက်စာပါရှင်ဒါလေးထွန်းကြည့်လို့ရပါတယ်ကျေးဇူးပါ